ကျွန်တော်ရဲ့ဒူဒီဝါသနာရှင်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဝေကြီးဒူဒီ channel ကနေပြီးတော့ကျွန်တော်မိတ်ဆွေများကိုပြန်လည်ပြီးကြိုဆိုပါရစေဒီတစ်ခါမှာတော့ကျွန်တော်အခုလာမဲ့18ရက်3လ2025ကနေပြီးတော့21ရက်3လ2025အထိတပတ်စာမွေးခွေနဲ့ဥမကြော်ပတ်တီလေးကျွန်တော်လာပြီးတော့ပေးတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတို့ဒီနေရာမှာတစ်ခုကြိုပြောချင်တာကကျွန်တော်အခုပေးမဲ့တပတ်စာကိုစော့မယ်ဆိုတဲ့မိတ်ဆွေတွေတပတ်စာပဲစော့ပါတစ်ခုဆိုတစ်ခုပဲလုပ်ပါတခြားနေလိုက်တွေရောဟိုဟာရောဒီဟာရောမလုပ်ပါနဲ့เนาะဘာဖြစ်လို့ဆိုတော့နေလိုက်တွေရောစော့မယ်เนาะကျွန်တော်အခုပြည့်တဲ့တပတ်စာလေးလည်းစော့မယ်ဆိုရင်ဟိုမရောက်ဒီမရောက်နဲ့အမိတ်ဆွေတို့အတွက်เนาะအရှုံးပေါ်သွားမှာဆိုလိုပါအဲ့တော့နေလိုက်စော့ခြင်းတဲ့မိတ်ဆွေတွေကကျွန်တော်အခုပေးမဲ့တပတ်စာကိုမစော့ပါနဲ့เนาะတကယ်လို့ကျွန်တော်အခုပေးမဲ့တပတ်စာကိုမိတ်ဆွေတို့စော့ခြင်းနဲ့ဆိုရင်လေဒီတပတ်စာတွေမထွက်မချင်းကိုမိတ်ဆွေတို့နေလိုက်ကိုမစော့ပါနဲ့เนาะအားပြောကျွန်တော်ပြောနိုင်တာတခုကတော့ကျွန်တော်အခုပေးမဲ့တပတ်စာကိုမိတ်ဆွေတို့တေချာလေးစော့မယ်ဆိုရင်เนาะဒီတစ်ပတ်ပြီးရင်မိတ်ဆွေတို့အတွက်အမြက်ကတော့ကြံကိုကြံမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများအခုလာမဲ့18ရက်နေ့ကနေပြီးတော့21ရက်နေ့အထိเนาะကျွန်တော်ရဲ့တပတ်စာမွေးခွေလေးကျွန်တော်ရင်ပြောပေးမယ်เนาะအခုလာမဲ့18ရက်နေ့ကနေ21ရက်နေ့အထိကျွန်တော်ရဲ့တပတ်စာမွေးခွေရတာမိတ်ဆွေများ456ခုအခွေ456ခုအပူပါเนาะအဲ့တော့အခွေကိုကျွန်တော်ကဘိုးပြီးအားတန်နဲ့အခွေကိုနည်းနည်းလေးတင်ဆော့ပေးပါเนาะအပူကိုတော့မိတ်ဆွေများเนาะ1000မိုးဆော့ရင်အခွေကို1000မိုးဆော့ရင်အပူတော့900ဘိုးလောက်ပဲဆော့ပါเนาะကျွန်တော်အပူတော့တိတ်အားမရဘူးဒီတစ်ပတ်မှာเนาะ456ခုအခွေပိုကြိုက်တယ်เนาะအဲ့တော့456ခုအခွေ456ခုအပူကဒီတစ်ပတ်အတွက်ကျွန်တော်ရဲ့เนาะတပတ်စာမွေးအခွေဖြစ်ပါတယ်ဒီဆိုင်လေးရဆိုရင်လည်းမိတ်ဆွေများရှေ့မှာကျွန်တော်တို့เนาะ15ပင်လောက်ကတောက်လျှောက်မှန်လာတာเนาะ15ပင်16ပင်16ပင်လာပြီเนาะ16ပင်ရှိရယ်စုစုပေါင်း16ပင်ကတော့ကျွန်တော်ဒီ site ကပဲတောက်လျှောက်မှန်လာတာပြီးခဲ့တဲ့ဘက်ကဆိုရင်လည်းကျွန်တော်တို့မှန်ခဲ့တယ်ပေါ့เนาะအဲ့တော့အခုဘက်မှာမိတ်ဆွေများ456ခုအခွေ456ခုအပူဆော့ပါနောက်ပြီးတော့ဟိုးမကျော်ပတ်တီเนาะကျွန်တော်ရဲ့ဒီတစ်ပတ်အတွက်ဟိုးမကျော်ပတ်တီကမိတ်ဆွေများ4ပတ်တီဖြစ်ပါတယ်เนาะဒီဟိုးမကျော်ပတ်တီ4ပတ်တီပါ4နဲ့ဆိုရင်ကျွန်တော်အဓိကရွေးကွက်ကျွန်တော်3ကွက်ထုတ်ပေးမယ်4နှစ်ရယ်4 5ရယ်4 6ရယ်เนาะ4နှစ်4 5 4 6အဲ့တော့4ပတ်တီဆော့ခြင်းနဲ့မိတ်ဆွေများ4ပတ်တီဆော့ပါ4ပတ်တီနဲ့ဆိုရင်တင်ခွက်ကမိတ်ဆွေများ4နှစ်4 5 4 6ပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တခုပြန်ပြောခြင်းနဲ့အခုကျွန်တော်အခုပေးမဲ့တပတ်စာကိုမိတ်ဆွေတို့အနေနဲ့ဆော့ခြင်းနဲ့ဆိုရင်ဒီတပတ်စာကိုပဲတပတ်လုံးဆော့ပါဒီတပတ်စာမထွက်သေးဘဲနဲ့ကျွန်တော်တခြားနေတိုက်တွေတော့တခြားနေတိုက်တွေတော့တခြားဟာတွေမဆော့ပါနဲ့တခုဆိုတခုပဲလုပ်ပါเนาะနေတိုက်ဆော့ခြင်းနဲ့ဆိုရင်လည်းတပတ်စာကိုမဆော့ပါနဲ့เนาะတကယ်လို့ဒီတပတ်စာဆော့မယ်ဆိုရင်လည်းနေတိုက်ကိုမဆော့ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်မိတ်ဆွေအနေနဲ့ကျွန်တော်ရဲ့တပတ်စာလေးကိုဆော့ကြည့်ပါနောက်သေချာလေးဆော့ကြည့်ပါတပတ်ပြီးရတဲ့မိတ်ဆွေတို့အတွက်အမျက်ကြံကိုကြံပါပါအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲကံကောင်းကြပါစေကျွန်တော်ရဲ့နေတိုက်ကမိတ်ဆွေတွေအတွက်လည်းလာမယ့်တစ်ပတ်မှာကျွန်တော်အကောင်းဆုံးစူးစမ်းပေးသွားပါမယ်ဗျာနော်အားလုံးကျေးဇူးများကြီးတင်ပါတယ်